ဒီအိတ်ခန်းကအလျား3.2 မီတာနဲ့အနံ2.5 မီတာပဲရှိပါတယ်အမှန်တိုင်းပြောရရင်တော်တော်လေးကျဉ်းပါတယ်ကရင်တစ်လုံးနဲ့အိတ်ရဘေးစပွဲတင်လိုက်တာနဲ့တင်အခန်းကကြက်ညက်သွားတာပါအိတ်ရဘေးစပွဲကိုဖယ်လိုက်ရင်တော့စာရေးစပွဲတိတိလေးတစ်လုံးပဲမနှဲဆက်မှာဖြစ်ပြီးစာအုပ်တွေနဲ့ကြောင်းသုံးပစ္စည်းတွေထားเสียရနေရမရှိပါဘူးဒါဟာကလေးကိုစိတ်မသက်မသာဖြစ်စေပြီးကနာမငြိမ်ဖြစ်စေပါတယ်ဒါကြောင့်အမေဖြစ်သူကအခန်းတစ်ခုလုံးကိုပြန်လည်ဒီဇိုင်းဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဦးဆုံးသူမဟာခိုင်ခန့်တဲ့တမနီတန်းတွေကိုတုံးပြီးကရင်ပေါင်ကိုတိဆောက်ခဲ့ပြီးကြာရှည်ခံအောင်တစ်သားပြားတွေနဲ့ပြန်ဖုံးလိုက်ပါတယ်အပေါ်မှာတော့အိတ်ဆက်တဲ့မွေးရတစ်ခုကိုတင်လိုက်ပါတယ်ကရင်ကောင်းရင်ဘက်မှာတော့နေရန်ကိုအပေါက်ဖောက်ပြီးအတင်းပါရှိတဲ့အိတ်ရဘေးစပွဲလေးပြုလုပ်လိုက်ပါတယ်အသုံးပြုရအဆင်ပြေအောင်ပါဝါပလက်ပေါက်တွေနဲ့ခလုတ်တွေကိုပါထည့်သွင်းပေးထားပါတယ်အိတ်ဆက်ချိန်မှာပိုပြီးတက်တောင့်တက်တာရှိစေဖို့အိတ်ဆက်တဲ့ခေါင်းအုံးမီတိုင်းတွေကိုလည်းထည့်ပေးထားပါသေးတယ်နေရာကိုပိုင်းခြားဖို့အတွက်အကန့်နေရန်လေးတစ်ခုကိုလည်းထည့်သွင်းခဲ့ပါတယ်အဲ့ဒီဘေးမှာတော့ပုံတန်စပွဲအကြီးစားတစ်ခုကိုတက်ဆင်လိုက်ပါတယ်တစ်ဖက်ကစာချက်ဖို့ဖြစ်ပြီးကြံတစ်ဖက်ကတော့အလှပြင်ဖို့အတွက်ဖြစ်ပါတယ်နေရန်ဘက်မှာတော့စာအုပ်ပေါင်းရာနဲ့ချီဆက်နဲ့စာအုပ်စင်အမြင့်ကြီးတစ်ခုကိုထည့်သွင်းလိုက်ပါတယ်တရက်နေစေဖို့အတွက်တကားတွေတက်ဆင်လိုက်ပြီးအလှဆင်ပစ္စည်းတွေထားဖို့အပေါ်ဘက်ဗီဒီယိုတွေကိုပါထည့်လိုက်ပါသေးတယ်မှန်တကားတွေကပစ္စည်းတွေကိုတန့်ရှင်းစေပြီးဖုံမတက်အောင်ကာကွယ်ပေးပါတယ်ကတင်ပေါ်တက်တဲ့လှေကားထစ်တွေကိုလည်းပုပ်ကိုရေးသုံးပစ္စည်းတွေတင်စီနိုင်တဲ့အဆွဲတွေအဖြစ်အသုံးပြုထားပါတယ်ကုတင်ရဲ့အစုံမှာတော့အဝတ်ဗီဒီယိုရှိပါတယ်အောက်ခြေပိုင်းကအတွင်းခံတွေထားဖို့တီးတက်အဆွဲဖြစ်ပြီးအပေါ်ဆုံးမှာတော့စောင်တွေထားနိုင်ပါတယ်အလဲကတော့အဝတ်စားတွေချိတ်ဖို့ဖြစ်ပါတယ်မှန်တကားကဖုံမဝင်အောင်ကာကွယ်ပေးပါတယ်တိတ်မတုံးဖြစ်တဲ့ပစ္စည်းလေးတွေတင်ဖို့ဆွဲထုတ်လို့ရတဲ့ဗီဒီယိုလေးတောင်ပါပါသေးတယ်အဲ့ဒီအပေါ်မှာတော့အိမ်ပြန်ရောက်ရင်ဂျာကင်တွေချိတ်ဖို့အတွက်ချိတ်တွေကိုထည့်ပေးထားပါတယ်သတင်းပေါက်ပေါင်းမှာတင်တပါးလေးတက်ဆင်ထားတဲ့လိုက်ကတစ်တာကိုလည်းမေ့ထားလို့မရပါဘူးတန့်ရှင်းပြီးစတိုင်ကြတဲ့အပြင်နေရာလဲတက်တာစီပါတယ်ဒီလိုစမတ်ကြတဲ့ဒီဇိုင်းကြောင့်အခုဆိုရင်ဒီအခန်းလေးဟာတက်တောင့်တက်တာအိတ်ဆက်နိုင်တဲ့နေရာစိတ်အေးလက်အေးစားချက်နိုင်တဲ့နေရာနဲ့အများကြီးသိသိနိုင်တဲ့နေရာတွေရှိလာပါပြီတင်းငယ်ပေမဲ့တကယ်ကိုထိရောက်တဲ့အခန်းလေးပါပဲ